တကယ်တော့ CTO ဆိုတာကုတ်ရေးရတဲ့ position လုံးဝမဟုတ်ပါဘူးကုမ္ပဏီတစ်ခုမှာ CTO ကဝင်ပြီးကုတ်ရေးနေရပြီဆိုကြတဲ့ကဒီ CTO ရဲ့ခေါင်းဆောင်မှုစွမ်းရည် management စွမ်းရည်သူရဲ့ဒီ leadership စွမ်းရည်တွေကမေးခွန်းထုတ်ဖို့ကောင်းနေတာဖြစ်ပါတယ်ဒါပေမဲ့လည်း CTO တယောက်ဖြစ်လာဖို့ဆိုတာက developer တယောက်ကနေပြီးတော့မှရင် step by step စခဲ့ကြတာဆိုတော့CTO တယောက်စပြီးတော့ဖြစ်တဲ့ချိန်မှာအများစုကဒီအမှားကိုလုပ်တတ်ကြတယ်ပေါ့နော်တကယ်တော့ CTO ဆိုတာကောင်းဆုံးအမြန်ဆုံးအတော်ဆုံးကုတ်ရေးတဲ့လူဖြစ်ရုံနဲ့မလုံလောက်ပါဘူး CTO ဆိုတာ management level C level မှာသူ့ရဲ့အဓိက core values ကဘာတွေပေးရမှာလဲဆိုတဲ့အခါကျတော့အနာဂတ်ကိုကြိုတင်ပြီးတော့ design ချဖို့ဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့မှာ software တစ်ခုရှိတယ် error တက်နေတယ် CTO ကဝင်ရှင်းရတယ်ဆိုရင်အဲ့ company မှားနေပါပြီဘာကြောင့်လဲဆိုတော့ CTO ဆိုတာကမနေ့ကဖြစ်ခဲ့တဲ့ပြဿနာတွေမနေ့ကလှုပ်ထားတဲ့အကြောင်းအရာတွေရဲ့ consequence တွေကိုဒီနေ့မှာထိုင်ပြီးတော့ရှင်းရတဲ့လူလုံးဝမဟုတ်ပါဘူးသူအနေနဲ့အတိတ်မှာဘာတွေဖြစ်ခဲ့တယ်လက်ရှိမှာဘာတွေဖြစ်နေတယ်ဒီလိုအမှားတွေကိုအနာဂတ်မှာမဖြစ်အောင်ဘယ်လိုလုပ်မလဲဒီလိုမျိုးကောင်းတဲ့ဟာတွေအောင်မြင်မှုတွေရခဲ့တယ်ဒီဟာတွေကိုအနာဂတ်မှာတိထက်များနဲ့မြင်ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေကိုဒီဇိုင်းချရတာ CTO ရဲ့အလုပ်ဖြစ်ပါတယ် CTO ရဲ့အဓိက responsibility ကတော့ပေါင်းသစ်ဆက်ဆံရေး communication skills ပေါ့နော်ဒါအရင်ရေးကြည့်တယ်ပြီးရင်သူတို့ရဲ့ leadership skill ဒါတွေအရင်ရေးကြည့်တယ်အဓိကကျွန်တော်တို့ team work ပေါ့နော်သူတို့ရဲ့ mental model ကလည်းအရင်ရေးကြည့်တယ် developer တယောက်ရဲ့စိတ်နေစိတ်ထားနဲ့ CTO လုပ်လို့မရအောင်ဘာကြောင့်လဲဆိုတော့ CTO တယောက်ကကျွန်တော်တို့ဒီ management meeting တွေတက်ကြတယ်ဒီပညာနားမလည်တဲ့လူတွေရော client တွေရောဒီဘက်က developer တွေရောမတူညီတဲ့ background ကလာတဲ့လူတွေကိုကျွန်တော်တို့ကစကားပြောဖို့လိုတယ်စကားပြောရဲဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ C level တွေကအတိုင်းအတာတစ်ခုအထိကိုကျွန်တော်တို့ဒီစကားဝိုင်းတိုင်းကိုဥဆောင်ထားနိုင်ဖို့လိုတယ်အဲ့တော့အဓိကကျွန်တော်ဒီ position ကို find out လုပ်ရမယ်ဆိုရင် CTO တယောက်ကသူ့ရဲ့ soft skill soft power ကအရင်ရေးကြည့်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ကိုယ်အရင်ရေးတတ်ရုံကိုယ်ရေးတာတော်ရုံကိုယ်ရေးတာမြန်ရုံကိုယ်ရေးတာကောင်းရုံနဲ့ CTO position ဆိုတာကဘာမှကိုမဆိုင်ပါဘူးဒီနေရာမှာကျွန်တော်ရဲ့အတွေ့အကြုံလေးတစ်ခုကိုပြောပြပါမယ်ဆိုတော့ကျွန်တော်ဒီ developer ဘဝကနေပြီးတော့ CTO ပထမဆုံးစဖြစ်ခဲ့တဲ့အချိန်ပေါ့နော် yes ကျွန်တော်ကို CTO တယောက်အနေနဲ့ဘဝရက်တည်နိုင်အောင်ကျွန်တော်ခွန်အားတွေပေးခဲ့တဲ့ကျွန်တော်ရဲ့ဒီ boss ကိုလည်း I really appreciate ပါကျွန်တော်အရင်လေးကျေးဇူးတင်တယ်အခုထိလည်းကျွန်တော်ကျေးဇူးတင်နေရသူပေးခဲ့တဲ့ခွန်အားကြောင့်သာကျွန်တော်ဒီ CTO ဆိုတဲ့ title နဲ့ကျွန်တော်ရဲ့ career ကိုဆက်ပြီးတော့တေချာ run နိုင်ခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ first time တွေ့ဆုံမှုမှာကကျွန်တော်ဘက်မှာလည်းလိုအပ်ချက်တွေအများကြီးရှိသွားခဲ့တယ်ဆိုဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ developer ကနေပြီးတော့ CTO ကူးတဲ့အချိန်မှာစောနာပြောတဲ့အမှားတွေကိုကျွန်တော်အများအပြားကျူးလွန်မိခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ CTO ဆိုတာကုတ်မရေးဘူး junior တွေကိုကျွန်တော်တို့က mentor လုပ်မယ်ကိုယ့်ရဲ့ team တစ်ခုလုံးကိုကျွန်တော်တို့တော်အောင်ရှေ့ရောက်အောင်လမ်းပြပေးမယ် mentor လုပ်ပေးမယ်စသဖြင့်ကျွန်တော်တို့သွားရတဲ့ position ဖြစ်ပါတယ်နိပညာပိုင်းမှာအရန်တော်တယ်သူကကုတ်ရေးတာအရန်တော်တဲ့လူတယောက်ဆိုလို့ရှိရင်သူ့အတွက်အမြင့်ဆုံး position ကကျွန်တော်တို့ဒါ team lead တွေရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ technical architect လို့ခေါ်တဲ့ position တွေရှိမယ်ပေါ့နော်ဒီ position တွေကတော့ကျွန်တော်တို့ကုတ်ရေးတဲ့ဟာကိုအရင် emphasize လုပ်ပြီးတော့သွားတဲ့ဟာတွေဖြစ်ပါတယ်အဲ့တော့ကိုကနိပညာကျွမ်းကျင်တယ်ကိုအရင်ရေးတတ်တယ်ဒါပေမဲ့လူတွေနဲ့ negotiate မလုပ်တတ်ဘူးစကားမပြောတတ်ဘူးစသဖြင့် client နဲ့တွေ့ပြီးတော့ပြောဆိုဆက်ဆံရမှာအဆင်မပြေဘူး management နဲ့ပြောရမှာအဆင်မပြေဘူးဆိုလို့ရှိရင်တော့ဒါ technical architect ဆိုတဲ့ position ဘက်ကိုသွားတင်ပါတယ်အဲ့လိုမျိုးပဲ CTO ဘက်ကိုရွေးမယ်ဆိုလို့ရှိရင်တော့ CTO ကလူတွေနဲ့စကားပြောရမယ် meeting တွေလုပ်ရမယ်ညှိနှိုင်းရမယ်သူတို့လိုချင်တဲ့ဟာတွေသူ့ဘက်ကိုယ့်ဘက်ပေါ့နော်အကုန်လုံး satisfy ဖြစ်အောင် coordinate လုပ်နိုင်တဲ့လူတယောက်ရဲ့ level ဖြစ်ပါတယ်အဲ့တော့ကိုယ်ရေးတာတော်တာက CTO မဟုတ်ပါဘူး okay ဒီနေ့မျှဝေမှုကတော့ CTO တယောက်ရဲ့ responsibility ဆိုတာဘာလဲဘာတွေလုပ်ရလဲဆိုတာကိုကျွန်တော်ဘဝအတွေ့အကြုံနဲ့ချိန်ထိုးပြီးတော့မျှဝေပေးခဲ့တာဖြစ်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ် bye bye